business meeting words in Burmese. A see away. တက်ရောက်တယ် စတင်တယ် အဆုံးသတ်တယ် ဆွေးနွေးတယ် တိုင်ပင်တယ် မိတ်ဆက်တယ် တင်ပြတယ် ဆုံးဖြတ်တယ် သဘောတူတယ် လက်မှတ်ထိုးတယ် စီစဉ်တယ် မှတ်တမ်းတင်တယ် ရှင်းပြတယ် မေးမြန်းတယ် ဖြေကြားတယ် အတည်ပြုတယ် ကူညီတယ် အစီရင်ခံတယ် ပြောင်းလဲတယ် နောက်မကျနဲ့ ဖုန်းမသုံးနဲ့ စကားမဖြတ်နဲ့ ဆူညံအောင်မလုပ်နဲ့ အိမ်မငိုက်နဲ့ အာယုံမပြတ်နဲ့ မမေ့နဲ့ မငင်းနဲ့ အချိန်မဖြုံးနဲ့ အာမနာနဲ့